မတ်စင်ကမှချက်မှန်ပါဝင်လာမဲ့လှုပ်ဝက်မျက်နှာဖုံးရှင်တွေကဘသူတွေဖြစ်မလဲအိမ်မြတ်သူကတော့သူမသမတ်စင်ကမှပါဝင်တာကိုပရိသတ်တွေကိုပြောပြချင်စော်တွေများနေခဲ့ပြီးတော့သူမအကောင့်မှာရက်မှာပြီးတော့ post တင်လာခဲ့တာဖြစ်ပါတယ်။ post တင်ပြီးမိနစ်ပိုင်းအတွင်းမှာပြန်ဖြတ်သွားပေမဲ့လည်းခဏလေးအတွင်းမှာပဲတော်တော်များများသိကုန်ကြပြီး social media မှာပို့လောထသွားခဲ့ပါတယ်။ရွှေသမီးလေးကိုစပြီးတော့မိတ်ဆက်ကတဲ့ကဆယ်လေးဆောင်တောင်းပါမကပရိသတ်တော်တော်များများကပါအိမ်မြတ်သူဆိုပြီးခံမှန်းခဲ့ကြပြီးနောက်တစ်ဆက်ကိုတက်လန်းသွားခဲ့ရကနေတခြားမျက်နှာဖုံးရှင်တို့နဲ့ပါဝင်ရှင်ပြန်ရမှာဖြစ်ပါတယ်။အိမ်မြတ်သူအနေနဲ့အရန်တွေစိတ်လှုပ်ရှားသွားပြီးစေတနာအမှားဖြစ်သွားခဲ့ပေမဲ့လည်းစီမင်းစီကံအရာတော့လျှော်ကြေးပေးရတော့မှာပဲဖြစ်ပြီးပရိသတ်တွေကတော့သူမအတွက်ကိုစိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်။အဲ့အတွက်လည်းအိမ်မြတ်သူတယောက်တောင်းပန်စကားပြောကြားခဲ့ပါသေးတယ်။ဒါပေမဲ့လည်းမထင်မှတ်ထားတဲ့သူတွေထပ်ပြီးပါဝင်လာဖို့ရှိရကြောင်းဘသူတွေပါဝင်လာအောင်မလဲဆိုတာကိုရင်ခုန်ဆောက်စားစရာပါပဲပရိသတ်တို့ရောဂျိမ်းမုံလူသားအိုစီနဲ့ချယ်ရီပန်တို့၃ယောက်မှာဘသူကမျက်နှာဖုံးချွတ်ရမလဲဆိုတာကိုခံမှန်းပြီးတော့ကြပါအောင်နော်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်